안녕하세요. 건니치와 hello. So 이 비디오를 저는 이 채널에 처음 비디오를 비봐요. So 이 비디오မှာဘာနဲ့ပတ်သက်ပြီးတော့ကျွန်တော် share လုပ်သွားမလဲဆိုလို့ရှိရင်ကျွန်တော်သိထားတဲ့လောက်ကျွန်တော်သင်ထားတဲ့လောက်ဒီ Korean, Japanese, English လိုမျိုး၃မျိုးလုံးနဲ့ဒီတစ်ခါတည်းကြားလို့ရှိရင် vocabulary ဖြစ်မယ်တစ်ခါတည်းကြားလို့ရှိရင်ဒီ sentence စကားပြောအသုံးအနှုန်းပိုင်းလေးဖြစ်မယ်ပေါ့နော်အဲ့ဒီကိုကျွန်တော်သိထားတဲ့လောက် share လုပ်ပြီးတော့မှဖြစ်ပါတယ်ဆိုတော့အကယ်၍ကျွန်တော်ပြောသွားတဲ့အထက်မှာအမှားပါလို့ရှိရင် comment ထဲမှာဒီအမှားကိုထပ်ပြီးဖြည့်ဆွတ်ပြီးတော့ပြောပြပေးနိုင်ပါတယ်ဆိုဒါလေးက day 1ဖြစ်ပါတယ်စလိုက်ကြအောင်နော်ဘေးဆိုပထမဦးဆုံးကျွန်တော်ကဒီမြန်မာလိုပေါ့နော်မြန်မာလိုဘယ်လိုအောင်သင်ပြသွားမလဲဆိုလို့ရှိရင်မင်္ဂလာပါပေါ့နော်မင်္ဂလာပါကို Korean လိုဆိုလို့ရှိရင်เนาะဒါ 안녕하세요လို့တော့ပါတယ် 안녕하세요 မင်္ဂလာပါပေါ့နော် Korean လို့ဆိုလို့ရှိရင် 안녕하세요 မင်္ဂလာပါဒီ Japanese ဂျပန်လို့ဆိုလို့ရှိရင် konnichiwa ဒါမဲ့ဒီဂျပန်မှာကြာဒီမင်္ဂလာပါ konnichiwa သုံးမှာတော့မင်္ဂလာနခင်းမှာမင်္ဂလာနေ့လည်ခင်းမှာမင်္ဂလာညခင်းမှာအဲ့လိုမျိုးသုံးမျိုးကိုရတဲ့ပေါ့ဒါပေမဲ့ပြောမများအောင်မင်္ဂလာပါဆိုဒီ konnichiwa ပဲသုံးတာများရေပေါ့နော် so in English လိုဒါတော့အကုန်လုံးသိတာဖြစ်မှာဒါမင်္ဂလာပါလွယ်ပါပဲပေါ့နော်တော်များသိတာဖြစ်တော့ပါလိမ့်မယ်ဆိုတော့ hello ဆိုတော့ပေါ့နော်မင်္ဂလာပါပေါ့ဆိုတော့ Korean ဆိုလို့ရှိရင် 안녕하세요 ဂျပန်ဆိုလို့ရှိရင် konnichiwa အင်္ဂလိပ်ဆိုလို့ရှိရင်เนาะ hello ဖြစ်ပါတယ်ဆိုတော့ဒီဟာမင်္ဂလာပါကိုဒီလိုဘာသာစကားသုံးမျိုးနဲ့ဘယ်လိုပြောရလဲဆိုတော့ပြပြသွားဖြစ်ပါတယ် okay ဆိုတော့ဒုတိယအနေနဲ့နာမည်ဘယ်လိုခေါ်လဲပေါ့နော်မြန်မာလိုဆိုရင်เนาะနာမည်ဘယ်လိုခေါ်လဲပေါ့နော်ဆိုနာမည်ဘယ်လိုခေါ်လဲပထမဆုံး Korean ဆိုလို့ရှိရင်이름이 뭐예요? 이름이 뭐예요? 나메 블루 콜레 나메 발레 뭐노 이름이 뭐예요? 알로 커봐요. So 집안에 솔루션어 오나마이와 난데스까? 다 인지하던 놈은 오나마이와 난데스까? 남의 블루 콜레버너 오나마이와 난데스까? 남의 블루 콜레버너 남의 발레버 so 잉글리시 좋아요 잉글리시 레바 네로 what's your name 뭐너 what's your name 남의 블루 콜레 what's your name 오나마이와 난데스까? 이름이 뭐예요? 이름이 뭐예요? 나메 블루 콜레. so 다 나메 블루 콜레 어떤မျိုးလုံးနဲ့ပြပြသွားဖြစ်ပါတယ်။ Okay so 다 나메 3ခုအနေနဲ့ toilet ဘယ်မှာလဲပေါ့နော် toilet ဘယ်မှာလဲကိုခိုးရတယ်ခုနကျွန်တော်ရေးထားတာရိုက်ထားတဲ့ဗီဒီယိုလေးကပြတ်သွားလို့ပေါ့နော်ဒါရေးပြီးသားလေးဖြစ်နေဆိုတော့ toilet ဘယ်မှာလဲကိုခိုးရလို့ဆိုလို့ရှိရင် 화장실은 어디에 있습니까? 화장실은 어디에 있습니까? toilet ဘယ်မှာရှိလဲတန့်စင်ငယ်ဘယ်မှာရှိလဲပေါ့နော် 화장실은 어디에 있습니까? ဆိုတော့ဂျပန်လိုဆိုလို့ရှင်တော့တိုးရတဲ့ပါပေါ့နော်ဆိုရင်ဂျပန်လိုဆိုလို့ရှင်တော့တိုးရတဲ့ဝါဒိုခိုနီအာရီမတ်စကာတိုးရတဲ့ဝါဒိုခိုနီအာရီမတ်စကာtoile와 도코니 아리마스까? toile와 도코니 아리마스까? So in English, where is the toilet? English 가 레바이. So where is the toilet? Where is the toilet? So toilet 배말레 솔루션. 화장실은 어디에 있습니까? toile와 도코니 아리마스까? Where is the toilet? Okay, so number 4.နံပါတ် 4ကတော့ကျေးဇူးတင်ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ကို Korean လို့ဆိုလို့ရှိရင် 감사합니다 ဒါသုံးမျိုးသိမှာပါ Korean မှာပါညာရေးမှာပါလို့ရှင်ပေါ့နော် 감사합니다 감사합니다
ဆိုတော့မြင်ပြောလို့ရှင်တော့ 감사합니다 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 ကျေးဇူးတင်ပါတယ်ပေါ့နော်ကျွန်တော်လို့ဆိုလို့ရှင်တော့ありがとうございますありがとうございますありがとうございますကျေးဇူးတင်ပါတယ်ありがとうございますကျေးဇူးတင်ပါတယ်ありがとうございますကျေးဇူးတင်ပါတယ် so English လို့ like everybody know thank you ပေါ့ thank you ကျေးဇူးတင်ပါတယ် thank you ကျေးဇူးတင်ပါတယ် so thank you ကျေးဇူးတင်ပါတယ်ありがとうございますကျေးဇူးတင်ပါတယ်감사합니다ကျေးဇူးတင်ပါတယ် ဆိုတော့ဒီလေးခုကကျွန်တော်ဒီနေ့ sharing လုပ်ပေးသွားတဲ့ဟာလေးဖြစ်ပါတယ်ဆိုတော့ဒီနေ့ lesson လေးကဒီမှာပြီးပါပြီဆိုတော့နောက်ထပ်ဒီလေးကျွန်တော်ဘယ်လိုမျိုးစကားလုံးလေးတွေနောက်နေ့ကြားလို့ရှိရင်ဘယ်လို vocab လေးတွေပြီးတော့ဒီလိုမျိုးတောင်းလေးပေါ့နော်ဘယ်လိုမျိုးလေး sharing လုပ်သွားမလဲဆိုတော့သိချင်တော့ကျွန်တော် YouTube channel လေးကို subscribe နဲ့ like လေးလုပ်ခဲ့ပါအောင်နော်ဆိုတော့ bye see you in the next video